မနက်မိုးလင်းအိပ်ယာနိုးတာနဲ့ဘာတွေလုပ်ဖြစ်လဲဖုန်းကြည့်လားရေဘူးလိုက်ရှာလားဒါမှမဟုတ်လို့ရှိရင်ကော်ဖီထတောက်သလားဒီလိုမျိုးနေ့စဉ်လုပ်တဲ့အရာတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောကြလဲအများစုကတော့ I wake up early I eat my breakfast I go to work ဒီလိုမျိုးတွေပြောကြတယ်ပေါ့နော်ဒီနေ့မှာတော့ဒီဗီဒီယိုထဲမှာအဲ့လိုမျိုးနေ့စဉ်လုပ်တဲ့အရာတွေကိုအဲ့ဒီအသုံးတွေအပြင်တခြားဘယ်စကားလုံးတွေနဲ့ပြောလို့ရလဲဆိုတာကိုအတူတူလေ့လာကြမယ်ဟယ်လိုအဲ့လိုမျိုးအလန်းတန်တွေကိုရက်မုန်းတယ်မထချင်မထရတဲ့နေ့တွေအများကြီးရှိတယ်မိတ်ဆွေတို့အဲ့လိုမျိုးရှိလားဥပမာပေါ့နော်ကိုကစိုက်ချင်နေသေးတယ်မိုးလေးကအေးနေတယ်ရာသီဥတုကလည်းအဲ့ရထဲမှာကိုယ်နေရမယ့်ချိန်မှာအလုပ်တွေရှိလို့ထားရတယ်မထချင်မနဲ့အလူးလဲထားရတဲ့နေ့တွေရှိတယ်အဲ့လိုမျိုးချိန်တွေကိုဘယ်လိုသုံးလို့ဆိုလို့ရှိရင် roll out of bed roll out of bed ငါအဲ့ရတဲ့နဲ့အလူးလဲထားရတယ်မထချင်မနဲ့ထားရတယ်အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဒီနေရာမှာ roll out ရဲ့အဓိပ္ပာယ်ကတော့သူက bed အနေနဲ့သုံးတာပေါ့နော် roll out of bed အနေနဲ့သုံးတယ် roll out of bed ဆိုတာကအဲ့ရတဲ့ကနေအလူးလဲထားရတယ်ဆိုတဲ့နေရာမှာသုံးတယ်ပေါ့နော်ဒီမှာအဲ့ example လေးကြည့်ကြည့်အောင် I usually roll out of bed around 7 a.m. and immediately drink water အများအားဖြင့်အဲ့ရတဲ့ကနေ9နာရီလောက်မှာအလူလဲထားရတယ်ထားထိုင်ရင်ရေတောက်တယ်ပေါ့နော်ဒါကတော့ရန်ကောင်းတယ်ကျမလည်းထားထိုင်ရင်ရေတောက်တတ်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုကပေါ့နော်အဲ့ရတဲ့ကနေပြီးတော့မှဘယ်ချိန်မှာကမန်းကတန်းထတယ်လဲအဲ့လိုဟာလေးပြောတဲ့အခါမှာ roll out of bed လို့သုံးပါတယ်ဒီနေရာမှာ out နဲ့ off နဲ့ကိုပေါင်းပြီးတော့မှ out of လို့သုံးလိုက်တာပေါ့နော် roll out of bed roll out of bed ဟိုမှာ I always roll out of bed around 6 a.m. in the morning ဒါမှမဟုတ်လို့ရှိရင်လည်း I often roll out of bed around 8 a.m. လည်းအဲ့လိုသုံးလို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ကမနက်နိုးနိုးချင်းနှလုံးပွင့်တာနဲ့ဘာလုပ်လဲအဲ့ဒီလုပ်တဲ့အရာတွေတော့လည်းမတူကြဘူးပေါ့နော်တချို့ကြတော့မနက်နိုးနိုးချင်းကိုရေထတောက်လိုက်တယ်တချို့ကြမဟုတ်မနက်နိုးနိုးချင်းကို toilet ပြေးရတယ်တချို့ကြတော့လည်းမနက်နိုးနိုးချင်းဖုန်းကိုတန်းဖွင့်လိုက်တယ်ပေါ့နော်တောင်းနဲ့မတူဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲဆိုတဲ့အသုံးကတော့ဒီမှာရှိပါတယ် first thing in the morning ဒါကစကားလုံးအတွဲလိုက်ပေါ့နော်ဒီနေရာမှာလုံးဝ box မလုပ်ဘဲနဲ့စတိုက်ပြောမယ်ပေါ့နော်first thing in the morning ပြောကြည့်မယ်နော် first thing in the morning first thing in the morning ရဲ့နောက်မှာတို့က subject နဲ့ verb နဲ့တွဲပြီးတော့မှတို့ကပြောမယ်ပေါ့နော်ဥပမာ first thing in the morning I drink water အဲ့လိုပြောလို့ရနောက်တစ်ခုကကြတော့ first thing in the morning I check my phone first thing in the morning I go to toilet မနေ့လင်းချင်းကိုလုပ်တဲ့အရာတွေကိုပြောတဲ့အခါမှာ first thing in the morning နဲ့အဲ့လိုပြောရမယ်အဲ့ဆိုပြောကြည့်အောင် first thing in the morning I open the door okay အဲ့လိုပြောကြည့်မယ်နော်မနက်စာစားပြီးတော့ပြီလားအများစုကပြောကြတယ်မနက်စာရမ်းရေးကြည့်တယ်မနက်စာလွတ်မရဘူးအများနဲ့ပြောကြတယ်ပေါ့နော်ဒါပေမဲ့အရင်လှုပ်ရှုပ်တဲ့ခါကျမနက်စာကိုချိန်ပေးပြီးမစားပြဖို့ပေါ့နော်ပိုက်စာပြေတော့မြန်တစ်ခုခုစားလိုက်တာပဲရှိတာပေါ့နော်မနက်စာအဲ့လိုမျိုးကျမလိုပဲပေါ့နော်အချိန်မရတဲ့ခါကျမနက်စာကိုအလိုမတော့ခင်ကမန်းကတန်းစားလိုက်ရတယ်အဲ့လိုမျိုးမြန်ဆန်စားလိုက်ရတဲ့လူတွေအတွက်ဆိုလို့ရှိရင်အဲ့လိုမျိုးအစားတစ်ခုခုပေါ့နော်အစာပြေသွားအောင်လို့ဆိုပြီးတော့မြန်စားရတယ်ဆိုလို့ရှိရင်သုံးတဲ့အသုံးလေးကိုဒီမှာပြောပြသွားပါမယ် grab a bite to eat အဲ့ဒါအောင်မှကျမတို့က grab a bite to eat ကိုစကားပြောတဲ့ခါမှာအဲ့လိုမျိုးမပြောဘဲနဲ့ဒီ grab မှာပါတဲ့ b နဲ့ဒီနောက်က a နဲ့ပေါင်းပြီးတော့မှ grab a bite to eat ပြောကြည့်မယ်နော် grab a bite to eat grab a bite to eat ဟိုမှာI grab a bite to eat before I go to school အဲ့လိုပြောလို့ရအကြောင်းမသွားခင်ကမြန်တစ်ခုခုစားလိုက်တယ်ပေါ့ဒါမှမဟုတ်လို့ရှင်လေ I grab a bite to eat before work အလုပ်မသွားခင်တစ်ခုခုမြန်စားလိုက်တယ်နောက်တစ်ခုကျတော့အတန်းပြီးတဲ့ခါမှာကိုကဘိုက်စားလိုက်တယ်ဘိုက်စားလာတယ်ပေါ့နော်အဲ့ခါကျကိုကတစ်ခုခုမြန်စားလိုက်တယ်ဆိုလို့ရှင်လည်းအဲ့လိုပဲ I grab a bite to eat after class အဲ့လိုလေးသုံးလို့ရပါတယ်အလုပ်ပဲချိန်သွားရလဲ
မနက်၈နာရီလား9နာရီလားဟာငါအိမ်ကနေ9နာရီစထွက်တယ်အမို့ငါ8နာရီမှအိမ်ကစထွက်ခဲ့တာအဲ့လိုမျိုးပေါ့နော်ကိုယ့်အိမ်ကနေစထွက်တဲ့အချိန်အခန်းထဲကနေစထွက်တယ်အိမ်ထဲကနေစထွက်တယ်အဲ့လိုမျိုးအသုံးလေးကို head out the door လို့ပြောပါတယ်ဒါပေမဲ့ဒီနေရာမှာ head out the door မှာတို့က linking sound ကကြတော့ဒီနောက်က out နဲ့သွားတော့ out ဆိုသွားတော့မယ် head out the door ပြောကြည့်ကြည့်မယ်နော် head out the door okay so ဥပမာကြည့်ကြည့်မယ်နော် I usually head out the door by 8 a.m. to reach my office on time ဥပမာငါကပေါ့နော်ရုံးကိုအချိန်မီရောက်ဖို့ဆိုလို့ရှိရင်အိမ်ကနေ8နာရီလောက်ထွက်ဖြစ်တယ်ပေါ့နော်8နာရီလောက်စထွက်မှရုံးကိုအချိန်မီရောက်တာအဲ့ဒါကြောင့်မို့လို့ပေါ့နော်နောက်တစ်ခုကကျတော့ I head out the door at 7:30ငါ9:30လောက်ကအိမ်ကစထွက်လာတာနောက်ပြီးတော့ကြလို့ရှိရင် I head out the door after the breakfast မနက်စာစားပြီးချင်းအိမ်ကစထွက်ခဲ့တာအဲ့လိုမျိုးသုံးလို့ရပါတယ်ပြောကြည့်ကြည့်မယ်နော် head out the door ဒီနေရာမှာ head out the door ကကျတော့ head out ကကျတော့သူက verb လေးနဲ့သုံးတဲ့အတွက်ရှေ့က subject လေးထည့်သုံးလိုက်ရပါပြီ I head out the door we head out the door အဲ့လိုပြောလို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကဘယ်ချိန်တွေမှာကားလမ်းမပေါ်မှာကားတွေရမ်းရှုပ်လဲလူတွေရမ်းရှုပ်တယ်လို့ထင်လဲဟုတ်တယ်ရုံးစင်းရုံးတက်ချိန်တွေရယ်ကျောင်းစင်းကျောင်းတက်ချိန်တွေရယ်မှာဆိုလို့ရှိရင်လမ်းမပေါ်မှာကားရမ်းရှုပ်တယ်လူရမ်းရှုပ်တယ်အဲ့လိုမျိုးလမ်းမပေါ်မှာကားရမ်းရှုပ်တဲ့ဒီရုံးစင်းရုံးတက်ချိန်တွေကျောင်းစင်းကျောင်းတက်ချိန်တွေကို rush hour လို့ခေါ်တယ်ပေါ့နော် rush hour အများအားဖြင့်9နာရီနောက်ပိုင်း9နာရီနဲ့9နာရီကြားပေါ့နော်မနက်ပိုင်းဆိုရင်ညနေပိုင်းဆိုရင်4နာရီနဲ့6နာရီကြားအဲ့လိုမျိုးချိန်တွေကကားရမ်းရှုပ်တယ်လူရမ်းရှုပ်တယ်ကားလမ်းပိတ်တက်တယ်ပေါ့နော်အဲ့လိုမျိုးချိန်တွေကို rush hour လို့ခေါ်တယ်ဒီနေ့သုံးမဲ့သုံးကကြတော့ကိုကပေါ့နော်အလုတ်သွားတယ်ကျောင်းသွားတဲ့ခါမှာအဲ့လိုမျိုးကားရှုပ်တဲ့ချိန်တွေကိုမကြုံရအောင်ကြိုပြီးတော့ပြင်သွားတာဒါမှမဟုတ်အဲ့လိုမျိုးချိန်ကိုရှောင်လိုက်တာပေါ့နော် rush hour ချိန်ကိုရှောင်လိုက်တာအဲ့လိုမျိုးရှောင်တာကိုဘယ်လိုသုံးလို့ဆို beat the rush hour ဒီနေရာမှာ rush က rush အဲ့အတန်းနဲ့သွားရမယ်ပေါ့နော် rush hour beat the rush hour so beat the rush hour ရဲ့အဓိပ္ပာယ်ကကြတော့အဲ့လိုမျိုးရုံးစင်းရုံးတက်ကကျောင်းစင်းကျောင်းတက်အဲ့လိုမျိုးအရန်ရှုပ်တဲ့အချိန်တွေကိုရှောင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီမှာဥပမာကြည့်အောင်နော် I leave my house early to beat the rush hour traffic မှာပေါ့နော်လမ်းမှာကားပိတ်တာကိုရှောင်ရှားဖို့တော့ငါအိမ်ကနေစောစောသွားလိုက်တယ်ပေါ့အဲ့ဒီ day ပဲပေါ့နော်ဒီနေရာမှာကျတော့ to beat the rush hour လို့သုံးတာများတယ်ပေါ့နော်နောက်တစ်ခုကကျတော့ I leave early to beat the rush hour အဲ့လိုမျိုးငါမြင်သွားလိုက်တယ်ဒီ rush hour ကိုရှောင်မလို့ငါမြင်သွားလိုက်တယ်ပေါ့နော်ကိုကဥပမာပေါ့မနက်ဆိုလို့ရှိရင်ပုံမှန်ဆိုရင်6နာရီခွဲမှထပြီးတော့ရုံးသွားမယ်ဆိုရင်ကိုအနေနဲ့ရုံးမှီတယ်ပေါ့နော်6နာရီခွဲမှထတယ်9နာရီလောက်မှကားဂိတ်ကိုရောက်မယ်အဲ့လိုသွားမယ်ဆိုမှီတယ်ဒါပေမဲ့9နာရီကနေ9နာရီကြာမှကားရမ်းပိတ်တယ်လူရမ်းပိတ်တဲ့အတွက်ကြောင့်မို့ဒီ9နာရီမတိုင်ခင်ကိုကရုံးသွားချင်တာပေါ့အဲ့ကြောင့်ကိုက6နာရီခွဲထားလို့ရတဲ့ဟာကိုကိုက9နာရီခွဲလောက်ထားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် I wake up early to beat the rush hour ငါဒီ rush hour နဲ့မကြုံချင်လို့ငါမနက်ကိုစောစောထားလိုက်တယ်ပေါ့အဲ့လိုမျိုးသုံးလို့ရပါတယ်ပြောကြည့်ကြည့်မယ်နော် beat the rush hour yes beat the rush hour okay အခုဆိုရင်ဒီဗီဒီယိုမှာကိုယ့်ရဲ့ daily routine တွေအကြောင်းကိုဘယ်လိုပြောရမလဲဆိုတော့စကားစုလေး၅ခုကိုအားလုံးသင်ယူခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီစကားစုလေးတွေပေါ့နော်ဒီ chunks လေးတွေကိုမှတ်မိလားဒီ quiz လေးကို try ကြည့်အောင်ပေါ့နော်။ဒီ quiz မှာဆိုလို့ရှိရင် multiple choice ပေါ့နော် you have to choose the correct chunk to fill in the blank correct chunk ကတစ်ခုပဲပါမှာပါ။ဒါပေမဲ့သူကရွေးချယ်စရာ၄ခုပေးထားပါတယ်။ရွေးချယ်စရာ၄ခုကိုရင်ဖတ်ကြည့်မယ်နော်။ Number A က beat the rush hour. Number B, roll out of bed. Number C, head of the door. Number D, first thing in the morning. Okay, now we will read the sentence. I was so tired that it took me 10 minutes to blank. So, ရမ်းပင်မန်းတယ်ပေါ့နော်ရမ်းပင်မန်းတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအရာကိုလုပ်ဖို့အတွက်10မိနစ်တောင်ချိန်ယူရတယ်ပေါ့ So what do you think what is the correct answer အဖြေမှန်ပါလို့ထင်ပါတယ်လေ Okay အဖြေမှန်ကိုသိတယ်ဆိုလို့ရှိရင် comment မှာအဖြေရေးခဲ့လို့ရပါတယ် bye bye
။